အားလုံးပဲမင်္ဂလာပါမေးအခုရောက်နေရက Quarantine ကျွန်းကိုရောက်နေတာပေါ့နော်ဒီနေ့က January 10 ရက်နေ့မေးဖြစ်မွေးနေ့ပေါ့နော်ဒီတစ်ခေါက် vlog လေးရတော့မေးဖြစ်မွေးနေ့မှာတွားပြခဲ့တဲ့ birthday trip လေးပါဒီ vlog မှာတော့ Quarantine ကျွန်းကိုတွားရတဲ့လမ်းကြောင်းအခြေအနေလေးတွေကိုပြပေးမယ်နော်လမ်းလေးကတော့ငွေဆောင်ကနေ Quarantine ဘက်ကိုလမ်းခွဲတွားတဲ့လမ်းလေးပါလမ်းလေးကတော့နည်းနည်းကျန်နေကားသေးလေးနဲ့လာလို့တော့လုံးဝအဆင်မပြေဘူးငွေဆောင် Quarantine လမ်းခွဲရနေ Quarantine ဘက်ကိုလာရတယ်ပြီးတော့ငရုတ်ကောင်းတောင်မော်တင်စွန်းလမ်းခွဲရနေပြီးတော့မော်တင်စွန်းဘက်ကိုဆက်သွားရတယ်ပေါ့နော်အခုမြင်ရတဲ့တရားလေးကတော့ငရုတ်ကောင်းမြို့ကနေပြီးတော့ Quarantine ကျွန်းရှိရဲ့နတ်တပုကန်းကျင်နတ်တပုကျေးရွာလေးစီကိုသွားရတဲ့တရားလေးပါဒီတရားမရှိခင်အရင်တော့ဆိုရင်တော့ငရုတ်ကောင်းမြို့ကနေပြီးတော့ Quarantine ကျွန်းကိုဆက်လီလေးနဲ့ပဲသွားလို့ရပါတယ်မေဖ်တို့ကတရားပေါ်ကနေပဲလာခဲ့ကြတာဆိုတော့ Quarantine Hotel ကိုကားနဲ့ပဲတိုက်ရိုက်ရောက်ပါတယ်။ဒါကတော့ Quarantine ကျွန်းမှာအရန်နာမည်ကြီးတဲ့ကလေးလေးပါ။အရန်ခင်ဖို့ကောင်းတယ်အရန်နဲ့လေသေးလား။မေဖ်ကလေကန်းချီမှာသူ့ကိုတွေ့ခဲ့ရောမုတ်ကျွေးမယ်ပေါ့နော်မုတ်ကျွေးမယ်လို့ပြောပြီးကောင်းလေးပါလေးပို့ပေးလိုက်တော့လေ။ Hotel ကန်းရှိဖြူကိုလိုက်လာတာအရန်ကိုလေတာခုံပေါ်မှာလည်းလာထိုင်နေအရှိမလာဆောင်အိပ်ပြီးတယ်။မုတ်ကျွေးတော့လေကြည့်ပါအောင်ယူသွားပြီးစားချစ်စရာလေးမိဖ်တို့ Quarantine Hotel ကိုရောက်တဲ့အချိန်ကညနေ9:00 နာရီခွဲနေပြီဆိုတော့နေမဝင်ခင်မှာ birthday photo shoot လေးကိုအမြင်ရိုက်ရပါတယ်ပြီးတော့ကန်းချီမှာပဲညစာစားတယ် hotel က restaurant မှာပဲမှာပြီးတော့စားလိုက်တယ်ပေါ့နော်ဒီနေ့တက်တိုက်ဆိုင်ရန်ကုန်ကအဖွဲထွဲကလည်း January 1နေ့စုပြီးတော့ Quarantine ကျွန်းလေးမှာ birthday လာလုပ်ကြရပေါ့နော်အဲ့တော့ဒီနေ့မွေးနေ့ရှင်ဖြစ်တဲ့မေဖ်လေးရောပြီးတော့ပြောခဲ့ရပါတယ်ဒါဆိုလို့ရှိရင်မွေးနေ့ရှင်လေးဒီဘက်ဒါဆိုဘာကိုစုံအောင်ဒါစားခဏလေးဟိုမတိုင်းလက်ခက်ခိုင်ညွန်းပြီးတော့အလီလာပြီးတော့ဦးကျော်လေးခဏကြွပါနော်ကြွပါမဲတိုက်တဲ့အချိန်မှာတခုစီတင်နေလို့ထည့်ထားတာလေကျမတို့တွေကဒါအခုလာတာဒီတားစုမောင်နှမတွေမေဖ်တို့ဒီနေ့ညနေ9:00 နာရီခွဲလောက် Quarantine ကိုရောက်တယ်ပေါ့နော်ညနေပိုင်းဓာတ်ပုံလေးရိုက်ညပိုင်းညစာလေးစားပြီးတော့မနေ့ပြန်လာကြလို့ရှိရင်တော့ပြန်มาတရက်ပဲပေါ့နော်။စကားရလည်းမှားနေတယ်ဗျပြောနေမှာမသိ။တရက်ပဲအိမ်မှာပါQuarantineမှာတရက်အိပ်ပြီးတော့ငွေဆောင်ဆက်သွားမှာငွေဆောင်မှာတော့2ညပေါ့နော်။ကျုံးပတ်ပြီးတော့ကျုံးပတ်တဲ့ခီးစဉ်ကိုတော့Quarantineမှာပဲသွားဖို့စိတ်ကူးထားတယ်လို့ဆိုပြီးတော့ငွေဆောင်ကဘက်ကနေပြီးတော့ကျတော့သွားဖို့ရပေါ့နော်ဒီQuarantineဘက်ကကျုံးနေမရောက်ဘူးတဲ့အဲ့တော့ဒီတစ်ခေါက်ကတော့ငွေဆောင်မှာမသွားတော့ဘယ်နဲ့အခုဒီနေ့Quarantineမှာပဲမနေ့ပေါ့နော်မနေ့ပိုင်းနေ့ကျုံးပတ်သွားမယ်ပြီးတော့ငွေဆောင်ခီးဆက်ပါမယ်အားလုံးပဲမင်္ဂလာပါမေးအခုရောက်နေရကQuarantine ကျွန်းကိုရောက်နေတာပေါ့နော်ဒီနေ့က January 10 ရက်နေ့မေးဖြစ်မွေးနေ့ပေါ့နော်ဘယ်နေ့ဖြစ်လဲတော့မသိအောင်နော်မေးဖြစ်မွေးနေ့မှာမေးဖြစ်ဖေမေမောင်ကြီးရဲ့မေးဖြစ်4ယောက်ပေါ့နော်4ယောက်ကအခုကန်းချီ trip လေးထွက်ခဲ့ရပေါ့ဒီနေ့ကQuarantineမှာရှိရ10 ရက်နေ့ပေါ့နော်မနေ့ပြန်ဝေဆောင်သွားမယ်Quarantineမှာကတညပဲအိပ်မယ်ပေါ့နော် Quarantineကတညတရက်လောက်နေလုံလောက်တယ်လို့ပြောပါမှာပေါ့အများကြီးလည်းလက်ပတ်စီဟန်တိတ်မရှိတော့လေအထောက် Quarantineမှာတညအိပ်မယ်ဒီနေ့ရောက်တယ်ပေါ့နော်ဒီနေ့ညနေ9:00 နာရီခွဲလောက်မှရောက်တယ်ပြီးတော့ birthday photo shoot လေးနည်းပါလုပ်ပြီးတော့ဒီနာစားရဲ့အခုအများယူတယ်ပြီးတော့မနေ့ပြန်ကြလို့ရှိရင်ကျောင်းခီးစဉ်တွေသွားမယ်ပေါ့နော်ပြီးတာနဲ့ဝေဆောင်တန်တုံးတယ်ဝေဆောင်မှာကတော့2ညလောက်အိပ်ဖြစ်မယ်ပေါ့နော်ဒါမှမဟုတ်2ညအိပ်တော့ပြန်ပဲလာမလို့ပဲဒါပေမဲ့လည်းလာမထူးလေနော်ဝေဆောင်မှာတရက်သေးနေဆိုလုံးဝမသိတယ်
အဲ့တော့ဒီဆောင်မှာ2ရက်နေဖြစ်သွားတယ်အဲ့တော့ total budget trip လေးက3ရက်အိတ်4ရက်ဖြစ်သွားတာပေါ့မိဖကဘာဖြစ်အရင်ပြောပါတယ်အမေလည်းကိုလို့ရှင်တာတော့ပါတော့နော်ဒီလက်ရှိခရီးစဉ်တွေကပေါ့နော်မနေ့ဖြန်17ရက်နေ့ပေါ့ဒီနေ့10ရက်ဆိုတော့17ရက်နေ့မှာမိဖြစ်ဖေကလည်းသူ့မူမီရလည်းဒီဇန်နဝါရီလမှာပဲဆိုတော့သူ့ရဲ့တကယ်ချင်းနေတယ်ပေါ့ဇန်နဝါရီဘုံဝင်းကြီးရှင်တွေအကုန်လုံးပါတီလေးရှိတယ်ပေါ့နော်ဒီပါတီလေးရှိတယ်အဲ့ပါတီဝယ်ဖို့လည်းသူကန်ဆယ်လုပ်ဖြတ်ခဲ့ရတယ်ပေါ့နော်မတက်ဖြစ်ဘူးဆိုပြီးတော့ပွဲလေးမတွားနိုင်ပွဲကိုမတွားဘဲနဲ့မိဖနဲ့ဒီလိုက်ခဲ့ပြီးတော့မိဖရဲ့မမေကလည်းမနေ့ပြန်သူရဲ့ဒီရန်ကုန်တက္ကသိုလ်ကတောင်းတဟောင်းနေတဲ့ဆရာတော်ပဲရှိတယ်ဒီဌာနပေါ့နော်ဒီဌာနကတောင်းတဟောင်းဆရာတော်ပဲရှိတယ်အဲ့ဟိုလေသူမတွားဘဲနဲ့ဒီကိုလိုက်ခဲ့ပြီးပြီးတော့မိဖရဲ့မောင်လေးကလည်းတကယ်ချင်းအဝယ်တုံလေးရှိရပေါ့နော်နေ့ပဲစနေနေ့မှာပဲတိုက်ချက်ဆိုင်မိသားစုတွေ3ယောက်လုံးကပွဲကြီးဖြစ်နေတာကွာဒါပွဲကြီးရှိနေပွဲအားလုံးမတွားပဲ cancel လုပ်ပြီးတော့မိဖနဲ့တူမိဖရဲ့မွေးနေ့ခင်းစဉ်လေးကိုလိုက်ခဲ့ပြီးရတဲ့အားလုံးညနေချိန်ကြီးဆိုတဲ့အခုချိန်ကြီးဒီအရွယ်ကြီးမိသားစုပေါ်မှာစိုးလို့ရဖို့ပြောမိဖို့ချစ်မိဖို့တကယ်ကျေးဇူးတင်ပါတယ်ကဲအဲ့ဒီလာပြောပါအခုကတော့အမေကနေနဲ့အိတ်နေပြီဟိုဘက်မှာလည်းတာဖာနေအောင်လည်းအိတ်နေပြီထင်တာပဲအများကြီးကြားရပေါ့နော်မိကတော့ဗီဒီယိုလေးရိုက်ပြီးဆိုပြန်လာတဲ့အပြုံးထွက်တာပေါ့နော်ဒီမိနစ်ကလည်းပြန်ကြလို့ရှိရင်ဂျုံခီးစင်လေးတော့ကိုလည်းမိဘလော်လေးရိုက်ခဲ့ပြီးမယ်ပေါ့နော်အဲ့ဒါလေးကိုလည်းစိတ်ဝင်စားတဲ့လူကြည့်လို့ရအောင်ပြန်ကြည့်ပေးမယ်နော်ကဲဒီနေ့တော့လောက်ပါ